တင်းမြန်မာနှစ်တည်းအစမှာစီးပွားရေးလုပ်ငန်းစတင်ဖို့စဉ်းစားနေပြီလားစီးပွားရေးလုပ်မယ်ဆိုတာကောင်းပါတယ်ဒါပေမဲ့ဥပဒေမသိပဲစမယ်ဆိုရင်တော့တင်းအန္တရာယ်ကြီးနိုင်ပါတယ်နံပါတ်1လုပ်ငန်းအမျိုးအစားမှန်ကန်စွာရေးချယ်ပါတဦးဒီပိုင်လားကုမ္ပဏီအနေနဲ့လားသူငယ်ချင်းတွေနဲ့ပါတနာရှစ်လုံးပါလားဒါကတင့်တာဝန်ယူမှုတာဝန်ခံမှုအပေါ်တိုက်ရိုက်တက်ရောက်စေပါတယ်နံပါတ်2 registration မဖြစ်မနေလုပ်ပါကုမ္ပဏီဆိုရင်တိုက်ကမှာမှတ်ပုံတင်ပါတဦးပိုင်းဒါမှမဟုတ်ပါတနာရှစ်ဆိုရင်လုပ်ငန်းလိုင်စင်သေချာလုပ်ပါလုပ်ငန်းကြီးလာတဲ့အခါမှာပြဿနာတက်နိုင်ပါတယ်နံပါတ်3 license permit မရှိရင်မလုပ်ပါနဲ့စားတောက်ကုန်စေဝါအလှကုန် import export လုပ်ငန်းမျိုးစားအလိုက် license permit ရှိဖို့လိုအပ်ပါတယ်မရှိဘဲလုပ်ရင်လုပ်ငန်းပိတ်သိမ်းခံရနိုင်တဲ့အပြင်ထောင်ချနိုင်ပါတယ်နံပါတ်4ခွန်ထမ်းဆောင်ရမှာလုံးဝမကြောက်ပါနဲ့ IRD မှာအခွန်ထမ်းအနေနဲ့မှတ်ပုံတင်ပါခွန်မဆောင်မှုဆိုလို့ရှိရင်ဒဏ်ငွေကျသင့်ခြင်းနဲ့တရားစွဲဆိုမှုတွေခံရနိုင်ပါတယ်ခွန်ဆောင်ထားရင်လုပ်ငန်းအတွက်လိုအပ်တဲ့ချေးငွေတွေကိုလွယ်ကူစွာချေးယူနိုင်ပါတယ်နံပါတ်5 contract မရှိဘဲမလုပ်ပါနဲ့ကိုယ်နဲ့အကျိုးတူပူးပေါင်းမဲ့ပါတနာကိုယ့်ရဲ့ supplier employee တွေအားလုံးကိုစာချုပ်နဲ့သာအလုပ်လုပ်ပါနောက်မှမရှုပ်စေဖို့ပါနံပါတ်6 intellectual property ကိုကာကွယ်ပါမိမိလုပ်ငန်းနဲ့ကုန်ပစ္စည်းတွေရဲ့ brand နာမည် logo ကိုမူပိုင်ခွင့်ဦးစီးဌာနမှာ register မတင်ထားရင်တခြားသူတွေစင်တူရိုးမှာလိုက်လုပ်သွားနိုင်ပါတယ်စီးပွားရေးတစ်ခုကိုအောင်မြင်ခြင်းရင်ဥပဒေကိုလိုက်နာဖို့လိုပါတယ်။တင်တဲ့တင်လုပ်ငန်းကိုကာကွယ်ပေးမှာကဥပဒေပဲဖြစ်ပါတယ်။ဒီလို legal tips တွေကိုထပ်မံလို့ချင်ပါက follow လုပ်ထားပါ။ Your trusted legal partner. Daily Test in Legal Service.